ဂိုင်းခွာတာကိုတော်တော်ခွာတယ်ဆရာရဲ့ဒီမှာကြည့်တကိုင်းနှစ်ကိုင်းသုံးကိုင်းလေးသုံးကိုင်းလေးကိုင်းငါးကိုင်း6ကိုင်းခုနှစ်ကိုင်းလောက်ကိုခွာတယ်တော်တော်ခွာပါတယ်ပြီးလို့ပြီးရင်မြတ်သားမများနောက်ကြရင်နော်သူ့နေထားအပင်ကအဲ့တအားကြီးအကျဲကြီးမဟုတ်ဘူးပြီးလို့ပြီးရင်မြတ်သားမှာအတီးဟောလောက်တာနေကားတဲ့ခါနေနော်ဟုတ်တယ်ဒီပါကွာဒါကတော့စူပါလက်ဖီးလေးဖြန်းထားတာပါတဲ့စူပါလက်ဖီးနဲ့ပရိုပီနိုဖော့နဲ့ဖြန်းထားတာကောင်းလွန်းနေတာပါနဲ့မိုးမများဖို့ပဲလို့တော့တယ်တဲ့နော်ဘိုးတော်ခင်ကအဲ့လိုမဖားဘူးရွက်နော်မဖြန့်တယ်ဘူးအဲ့လေအဲ့လိုမဖြန်းတယ်တိတယ်ပြောတာအရွက်မဖားဘူးလို့ဒီကောင်ဟိုတက်စီပဲဖြန့်ဒီကောင်ဟိုဘက်ဖြန့်တော့ရိုဖန်နိုဖောနဲ့စူပါလက်ပြီးနဲ့ဖြန့်တော့ဒီချိန်တော့ဖြန့်တာအဲ့တော့သူ့မှာတပင်ဖိုးမှာတော့တွေ့တယ်ဟုတ်ကဲ့ဟုတ်တိုင်းဆိုင်ညာအဲ့ရတော့တပင်လုံးဖုံးအချွန်းကျစ်ပေါ့ကွာကိုကသက်မျိုးမှာမဟုတ်တာနော်